လူတိုင်းကိုထိတ်လန့်တုန်လှုပ်သွားစေတဲ့ရိုနယ်ဒင်ဟိုရဲ့ဘောလုံးစကီးကနီးပြရောအကိုဖြစ်သူပါအော်တင်စေခဲ့ပါတယ်။လူငယ်အသင်းအတွက်ပွဲစဉ်တစ်ခုမှာ Gremio အသင်းက23ဂိုးဂိုးမရှိနဲ့နိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာ23ဂိုးလုံးကိုရိုနယ်ဒင်ဟိုတယောက်ထဲကသာသွင်းယူခဲ့တာပါ။ရိုနယ်ဒင်ဟိုဒီလိုဖြစ်လာရမှာသူ့ကိုဖြစ်သူရဲ့ training မှုတွေလည်းအများကြီးပါပါတယ်။ Roberto ကဂိမ်းတစ်ခုစီကို900လောက်လောက်ခိုင်းတယ်။သူကကျွန်တော်ကိုမတက်ရက်ပြီးလာကြည့်တယ်။ပြီးတဲ့အထိမသွားဘူး။အဲ့ဒီတုန်းကကျွန်တော်မပြောဘူး။သူ့ကိုစိတ်လဲဆိုးခဲ့တယ်။ငိုလဲငိုခဲ့တယ်နောက်ပိုင်းမှာတော့ကျွန်တော်နားလဲသွားခဲ့ပါတယ်တပွဲတဲ့23ကိုသွင်းပြီးနောက်မှာတော့မီဒီယာတွေအထက်မှာကစားတစားထင်ရှားလာခဲ့ပြီး1998မှာတော့စီနီယာအသင်းကတရားဝင်စာချုပ်ကန်လန်းခဲ့ပါတယ်ဒီလိုနဲ့ရိုနယ်ဒင်ဟိုတယောက် professional ဘောလုံးကစားသမားဘဝကိုစတင်နိုင်ခဲ့ပြီရောဘတ်တိုစတင်ခဲ့တာကိုပြီးမြောက်အောင်လုပ်နိုင်ခဲ့ပါတယ်ဝန်내စရာတွေအလုံးမှာမိသားစုရဲ့မျှော်လင့်ချက်ဖြစ်တဲ့ရိုနယ်ဒင်ဟိုရဲ့ခြေစွမ်းတောက်ပမှုကြောင့်ဥရောပအသင်းတချို့ကစောင့်ကြည့်လာကြပါတယ်ဂရမ်မီယိုမှာတော့၄နှစ်ကြာကစားခဲ့ပြီး89ပွဲကစား38ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်ဂရမ်မီယိုနဲ့အတူသူ့ရဲ့ပထမဆုံးဆုဖလားကိုရယူနိုင်ခဲ့ပါတယ်အဲဒီနောက်တော့ဘရာဇီးအသင်းနဲ့အတူ Confederation ပြိုင်ပွဲတွေမှာရွေးချယ်ခံခဲ့ရပြီးခြေစွမ်းလည်းတနိုင်ခဲ့တာကြောင့်အာဆင်နယ်နဲ့ PSG တို့ကကန်လန်းခဲ့ကြပါတယ်ရိုနယ်ဒင်ဟိုကိုအာဆင်နယ်အသင်းကစိတ်ဝင်စားနေပေမဲ့အလုပ်ပါမဲ့ပြဿနာကြောင့်အပြောင်းရွှေ့ကမဖြစ်လာပဲ Oh, what? နောက်ဆုံးမှာတော့ PSG ကိုယူရို9သန်းနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်